အနန္တ၅ပါးကိုအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့1338ခုတပေါင်းလစုပ်14ရက်နေ့ညရန်ကုန်မြို့ကမာရွတ်ကိုတွင်ကျောင်းတိုက်အတွင်းမှာကိုတွင်ကျောင်းနာယကဆရာတော်ဘုရားကြီးအမှုထား၍ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းကြီးမှတရားဝဲပေါင်းကျင်းပလာခဲ့တာဒီကနေ့ဆိုရင်ဓမ္မကထိကပေါင်းစုံလင်စွာနဲ့45ညတိုင်တိုင်ဖြစ်ခဲ့ပါပြီဒီ45ညတိုင်တိုင်တရားဝဲမှာဘုန်းကြီးကြေညာထားတာကမချစ်လို့မုံအသက်ဆုံးဆိုတဲ့တရားကိုဟောဖို့ပါတယ်တုံးပြိဿကြီးမနေ့ကတော့ဟောခဲ့တဲ့ဇာလန်းကပါတယ်မချစ်တာနဲ့ရန်ညှိုးဖွဲ့ရန်ညှိုးဖွဲ့တာဘယ်သူလဲဟဲ့တို့လေးပြောအရာထဲကလန့်ကုန်မာဂန္ဒီပါဗျာဘယ်သူတဲ့တုံးပြိဿရန်ညှိုးအဖွဲ့ခံရတာကဘယ်သူပါလဲမြတ်စွာဘုရားရန်ညှိုးအဖွဲ့ခံရတာကဘယ်သူပါလဲမြတ်စွာဘုရားမြတ်စွာဘုရားကိုမာဂန္ဒီကဘာပြုလို့ရန်ညှိုးဖွဲ့ပါလဲအေးခွာရှင်းတယ်လူကိုမယူလို့ပါမယူရင်ရန်ညှိုးဖွဲ့ကြမှတ်ထားကြလူပြတ်တွေပြောတန်ကြားဘူးတဲ့ငါကချစ်ရသားနဲ့ငါပြန်မချစ်တာလောက်မုန်းတာငါမရှိဘူးတဲ့မာဂန္ဒီဒီပုံစံဟဲ့အဲ့ဒီလိုဘုရားကိုရန်ညှိုးဖွဲ့ပြီးတော့လာလိုက်တာရှိစေအောင်တော့ရှိစေအောင်တော့ယဟန်ဂေါရမငါဒီကုသိုလ်ကံထောက်ပင့်လို့ဘုံရှိန်ကန်ရှိန်မြင့်လာတဲ့အချိန်ခါမှာပင်ကိုငါနှိပ်စက်မယ်ပင်ကိုငါဖျက်ဆီးမယ်ပင်ကိုငါစော်ကားမယ်ဆိုပြီးတော့ကြံစည်လာခဲ့နောက်များမကြမိပဲဆိုကြပါစို့တာမာဝရီနဲ့အမျိုးသမီး900ကိုကောက်ယူသိမ့်ပိုက်ထားတဲ့ဥဒေနမင်းကြီးသည်မာဂန္ဒီကိုတွေ့သောခါမှလည်းပဲဟောတရားနာပိဋကကောက်ယူပြီးတော့မိဖုရားမြောက်ပြန်သို့တော်လည်းပဲယောက်ျားကောင်းတော့မောင်းမ1000တဲ့ပါတယ်တုံးပိဋကယောက်ျားကောင်းတော့ပြောတာမောင်းမ1000ကမိန်းမတွေကယောက်ျားတွေတော့မတုနဲ့ယောက်ျားတစ်ယောက်ထဲမှာမောင်းမ1000နဲ့မကဘူးမိဖုရား16000ထားတော့လဲပဲကျွေးနိုင်မွေးနိုင်သူတို့အတွက်စားဝတ်နေရေးကိုဖန်တီးနိုင်ရင်မိန်းမများလည်းလက်ခံရမှတ်ထားကြပေါ့မိန်းမတစ်ယောက်ထဲ1000မပြောနဲ့2ယောက်မလွယ်ဘူးတပ်ပွဲဖြစ်ကုန်မယ်မှန်ရလားပြိဿကြီးကြည်တရားနာပြိဿကြီးမာဂန္ဒီနဲ့တကွဟောမိဖုရား900မြောက်လိုက်ပြန်ပြီဒီလိုမာဂန္ဒီမိဖုရားလည်းဖြစ်ပါလေရောဘုရားကိုယ်တော်မြတ်ကြီးကလည်းဟောမနေ့ကပြောခဲ့တဲ့ဇလန်းထဲမှာဂောတကတထေကုတ်ကုတတထေပါဝါရိကတထေဒီတထေတွေပင့်လျောက်လို့ကောသံပြီးပြည်ကြီးတို့ကြွအလားတထေတွေကကြောင်းဆောက်ကြ
ကောသကတထေကြီးဆောက်တဲ့အကြောင်းကိုတော့ဂောတိတာယုံကုက္ကုတတထေဆောက်တဲ့အကြောင်းကြီးကြတော့ကုက္ကုတာယုံကျောင်းပါဝါရိကတထေဆောက်တဲ့အကြောင်းကြတော့ပါဝါရိကယုံအဲ့ဒီလိုကျောင်းကြီးတွေဆောက်ပြီးတော့မြတ်စွာဘုရားကြွလာတော့မြတ်စွာဘုရားလည်းတလှဲ့စီသတင်းသုံးဒီကနေ့သုံးလောကထွတ်ထားသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးနဲ့ညီတော်အာနန္ဒာနောက်ပါတန်ဃာတော်တွေနဲ့ကောတံပီပြည်တွင်းသို့ဆွမ်းငံအကြွမာကန္ဒီမိဖုရားကတွေးချဝေးတာပေါ့လောကဂေါရမကဖယားဆိုပြီးတော့အရှိန်အဝါကြီးကြီးနဲ့နောက်ပါတန်ဃာအချွေရန်တွေနဲ့တကွတိုင်းပြေကလှဲပြီးတော့ယခုကဲ့သို့အပူဇော်ခံနေငါကိုမလိုခြင်းဘူးမယူခြင်းဘူးမပြောဘဲနဲ့ခြေပြားနဲ့တောင်မတို့ခြင်းဘူးတင့်သမီးအပုတ်ကောင်ကြီးကဘာလို့ဖို့လဲလို့ပြောခဲ့တဲ့ဂေါရမဒီနေ့တွေ့ကြသေးတာပေါ့ဆွမ်းငံကြွတဲ့လမ်းမှာတရားနာပရိသတ်ရေအရှက်အကြောက်မရှိတဲ့သေတောက်ကျူးတွေအရက်တောက်တဲ့လူတွေပေါ့ခေါ်ပြီးတော့တစိုးလက်ဆောင်ပေးပြီးတော့ဂေါရမဘုရားနဲ့နောက်ပါတန်ဃာတွေကြွလာရင်သင်တို့ဒီလိုဆဲကြဒီလိုရေရွတ်ကြခိုင်းထားပါရောဘုရားကိုယ်တော်မြတ်ကြီးဆွမ်းခံကြွလာတဲ့အချိန်ကြည်တရားနာပရိသတ်ကြီးတေတောက်ကျူးတယ်မြတ်စွာဘုရားဆဲတန်ဃာတော်တွေဆဲသူတို့ပါဇက်ပါလို့ဆဲတယ်လို့ကျမ်းဂန်နဲ့ပါပေမဲ့လို့သူတို့ဆဲသလိုတော့ကျွတ်တို့ပါဇက်ကဆဲမပြရဲပါကဲဆဲရောပြုဆဲတော့ညီတော်အာနန္ဒာကမြတ်စွာဘုရားတဲ့ကောတံမီပြည်သားတွေသည်အင်မတန်ချူမြိန်နဲ့ပြားရည်တွေကိုခွေးမြခွေးချေစွန့်ချတဲ့ကဲ့သို့ရုပ်မှလှလေးစွာမြတ်စွာဘုရားအင်မတန်မရိုက်ပေစွာအင်မတန်ရိုင်းနဲ့ဟောဒီကောတံမီပြည်မှာမြတ်စွာဘုရားတရင်သုံးရမသိမ့်ပါဘူးတပါးသောမျိုးရွာသို့ကြွကြပါစို့မြတ်စွာဘုရားလို့ဘုရားကိုလျှောက်ဒီတော့ဘုရားကိုယ်တော်မြတ်ကဘယ်လိုအမိန့်ရှိညီတော်အာနန္ဒာတဲ့ငါဘုရားမှာလောကရန်8ပါးကြောင့်မတုံလှုပ်တော့ပါဘူးချစ်သားလာဘောအလာဘောယသောနေနမသနာဒုက္ခဒုက္ခဒီလောကရန်တွေကိုဘုရားကြံ့ကြံ့ခိုင်ပြီးတော့မတုံမလှုပ်ရှိနေတဲ့အချိန်ချစ်သားဆဲကြပါစေတော့သူတို့ဆဲရရွတ်ချင်းသည်သူတို့အတွက်သူတို့ကိုယ်ပါဖန်တီးသွားမယ်ဝစီကနေဖြစ်တဲ့ချစ်သားသူတို့ကြမှာသူတို့ဖန်တီးကြတာပဲငါဖယားထံမရောက်ပါဘူးတဲ့ပြည်သားကြီးဖယားထံရောက်ပါမလားရောက်ပါဘူးဗျာဒါကြောင့်လေတရားနာပြည်သားခမည်းတော်လည်းမှတ်သွားကြစမ်းပါနောက်သူကာယကံကိုမယူခြင်းပါနဲ့သူဝစီကံကိုမယူခြင်းပါနဲ့သူမနောကံကိုရအောင်မယူခြင်းပါနဲ့သူကာယကံသူခံရပါစေသူဝစီကံသူခံစားပါစေသူမနောကံသူအကျိုးရှိပါစေမယူကြနဲ့ကဲနည်းနည်းလေးတော့မေးအောင်ပေးသားကြီးအဲ့တဲ့တယောက်လာရင်ထမင်းမကြွေဘူးလားကြွေပါတယ်ဗျာဖြည်းထမင်းမကြွေဘူးလားကြွေပါတယ်ဗျာကြွေပေမဲ့လို့အဲ့ဒီဧည့်သည်ကကြွေတဲ့ထမင်းကိုစားမဘိုက်ထဲရောက်မှလားမစားမဘိုက်ထဲရောက်မစားဘဲနဲ့များနေရင်ကိုကျွေးတဲ့ထမင်းသူ့ကိုကျွေးပေမဲ့လို့ခိုးကမစားသဖြင့်ကိုထမင်းမပြန်မရဘူးလားဒါဥပမာတရားနာပြိဿရဲ့တေချာနာထောင်နော်ဇက်ကွက်ကလည်းခက်စီစီဟောပေးရအောင်အဲ့ဒီဥပမာကဲ့သို့သူတစ်ပါးကကိုယ်ကိုဝစီကားဖြင့်စော်ကားလိုက်သည်ဟာပြောတာပဲကွာငါခံရမှလားတစ်တုံးမှတ်နေလားလို့သူ့တုပြီးတော့ပြန်ပြောလိုက်ရင်သူ့ဝစီကံကိုရအောင်ယူတာနဲ့တူပါတယ်သူပဲလို့ပင်ပြောကိုကသာမပြောပဲနေလိုက်ရင်သူ့ဝစီကံကိုခံရမလားသူပဲခံရမလားပြိဿကိုမစားတဲ့ထမင်းကို
ထမင်းပိုင်ရှင်ပြန်ရတယ်လို့သူပြောတဲ့ဝစီကံအပြစ်ကိုမမယူဘဲနဲ့သူ့အပြစ်ဝစီကံသူပဲပြန်ရမယ်ဆိုတာယုံရလားပြိဿဒါဖြင့်နောက်ပြောတာကိုသိခံကြဆိုတာကိုသိချံခံကြကြံတာကိုသိခံကြကာယကံနဲ့ပြုတာကိုလည်းသိခံကြဘုရားကိုယ်တော်မြတ်ဘယ်လိုအမိန့်ရှိတုံဆိုတော့ချစ်တာတဲ့သူတို့ပြောသမျှသူတို့ပစ္စည်းပါတဲ့ငါဘုရားမယူဘဲနဲ့ငါဘုရားထံမရောက်ပါဘူးချစ်တာတဲ့ယခုလိုပြုကြတဲ့အမှုသည်လောကရန်ဖြစ်ခြင်းကြောင့်တာရှည်မခံမှုချစ်သားရဲ့ခုနှစ်ရက်သာတီလတချစ်သားခုနှစ်ရက်ကနောက်ဒီကိစ္စတွေအလိုလိုပျောက်သွားပါလိမ့်မယ်ချစ်သားဘယ်နှစ်ရက်သာခံပါတယ်တို့ခမည်းတော်ပြောမနေဘူးလားချိန်မုံခုနှစ်ရက်ကဲ့ကြီးခုနှစ်ရက်ဆိုတာအဲ့ဒါဖယားမိတ်တဲ့စကားကထုတ်ပြီးတော့ဖယားသားသမီးတွေသုံးနေကြအိုးချိန်မုံခုနှစ်ရက်ကဲ့ကြီးခုနှစ်ရက်ပါကွာဟောဖယားစကားတော်ကိုယူနေကြမြတ်စွာဘုရားကိုယ်တော်မြတ်ဒီလိုအမိန့်ရှိပြီးတဲ့နောက်ဆွမ်းခံရဩလောကရန်ဆိုတော့ဆွမ်းခံရင်ငှက်သိတဲ့သဘာဝတွေပေါ့ပြေးသားကြီးဆွမ်းခံရင်ဘာဖြစ်တာဘုရားကိုယ်တော်မြတ်ဆွမ်းခံရင်ဒီကဲ့သို့တေတောက်ကျူးတွေဆဲတော့ကျုပ်လဲဆွမ်းခံရင်ငှက်သိတာလေးသွားသတိရမန္တလေးကျုပ်ဆွမ်းခံစားခဲ့တဲ့ဘုံလောင်းတွေပါကြီးတိုးစားခဲ့အစကမတိုးရဲပါဘူးနောက်တော့တိုးထပ်သွားတယ်မန္တလေးကမြို့ကြီးပြကြီးဆိုတော့စေတနာကောင်းတယ်ရန်ကုန်လည်းကောင်းပါတယ်မြို့ကြီးပြကြီးဆိုစေတနာကောင်းကြတိုးလိုက်တာကလေးမလေးဇလုံကြီးနဲ့ဆွန်ဟင်းလောင်းတာဘုန်းကြီးတွေဝိုင်းတိုးတယ်ဇလုံကြီးမှောက်ကြအောင်တိုးလေစေတနာမပြတ်ဘူးဝိုင်းတိုးလိုက်ကြတာဆွန်ဟင်းဇလုံကြီးကွတ်ဆိုမှောက်ရကြဝေးလိုက်ကြရင်လည်းတဝက်လောက်ကြံလို့မျောလင်းချက်ရှိဆက်ရသေးအခုတော့မှောက်ရကြတော့ကွတ်ဆိုကုန်တော့ကလေးမလေးကဟောမင်းဘုန်းကြီးတွေတိုးတာကုန်ပြီဟဲ့သမီးပြောနေအာနာစရာကြီးရှင်များတရားပေါင်းဖျားတိခမောင်ဖျားကြံပါသေးဖျားသမီးဇလုံဆေးခုခပ်ပြီးလောင်းတယ်ဗျစေရနာမပြည့်ဘူးပြည့်ရလားပြိဿပြည့်ပါဘူးဗျမြို့မို့သာပေါ့ဗျာကျွတ်တို့တော်မြန်ဒီလိုဇလုံမှောက်ကြအောင်တိုးရင်အဲ့ဒီကူတော့ခေါင်းတော့ဇွန်းရထင်ပြီးတော့မှတ်တယ်အိမ်ကြီးပြည့်ရမလားလို့ခုတ်ခွဲပြစ်လိုက်ဒါကြောင့်ကျုပ်မန္တလေးဆွမ်းခံစားရင်းနဲ့လေပြောရအောင်ငှက်သိခဲ့တာလေကျွတ်တို့မန္တလေးမြောက်ပြင်အိမ်တော်ရဘုရားအနောက်ဘက်ကနေဆက်ရှင်တရားထီအောင်သွားဆွမ်းခံရဆွမ်းခံရကအပြန်မှာကျုပ်သပိတ်ကလေးထမ်းပြီးတော့ပြန်လာကျုပ်နောက်ကစက်ဘိန်းနဲ့ဂါဝန်အပြာနဲ့ကျောင်းသူမလေးလိုက်လာတယ်ဆိုလို့ရန်တွေးမနေနဲ့စက်ဘိန်းပါကလေးကတိုက်မလို့တကယ်ဆိုဝေးဝေးကဂလိုင်းခတ်ပါလားဗျခုနာနာကြောင့်မှဂလိုင်းဆိုတင်သပိတ်ကြီးနဲ့ဘယ်ပြေးရမှာမသိရှောင်တော့ရှောင်တာပဲအရှောင်ချင်းတူတော့နောက်ကနေခါဝင်ဆောင်ဘာပြောကောင်းမလဲကျုပ်ထမ်းလာတဲ့သပိတ်ကကျုပ်မသနာဘူးကတ္တရာလမ်းမောအရှိလိုက်ပြီဒလိမ့်နဲ့အစမိမလားလို့လိုက်ဖမ်းပါသေးတယ်မမိတဲ့နောက်ဆုံးတော့ခါဆန်းပြီးရက်ကြည့်နေကိုင်းသွားစားနေသွားနိုင်တယ်လို့အတွင်းကသားသမီးလေးတွေလည်းနေရရောက်ပကံခွဲရောက်တွေပြောတာအမေဖြစ်တဲ့သပိတ်ကမသနာလို့ပြည့်သွားတော့သားသမီးပကံလေးတွေလည်းဟိုထွက်ဒီထွက်နဲ့ဂလုံဂလွန်ဆိုကုန်ရောဒီထဲဘေးကအကျော်ဆိုင်ကမိန်းမကြီးကအရင်မရှိဖျားမရှိကောက်អော်လိုက်တယ်ဟဲကိုရောဟာတွေလည်းကုန်နေရလဲကုန်ဟဲ့ကုန်တာပါပဲကျုပ်ထမ်းလာတဲ့သပိတ်ထဲကဆွင်းနေပကံတွေလည်းကုန်ရောသူ့ဆက်ဘေးမေးလွဲလာတဲ့လွယ်အိတ်ထဲကစာအုပ်တွေလည်းပြန်ကျဲလို့ကုန်ရှက်လိုက်တာအဲ့တုန်းကကျုံမျက်နှာဇီးရွက်လောက်ရှိကလေးမလေးကစက်ဘိန်းပေါင်နဲ့ပေါင်တစ်ချောင်းပြီးနေမထနိုင်ကျုပ်လည်းဒကမမှုကြည့်နေတာတကားဆိုရင်ငါဒီလိုလုပ်ရမလားလို့မန္တလေးဘုန်းကြီးတတ်တီနောင်ချင်းဝင်ချခြင်းချနောက်တော်ပါသေးရဲ့ဒကာတယောက်ကစက်ဘိန်းဖယ်ပေးကလေးမလေးကသူ့စာအုပ်တွေဂယုမဆိုင်ဘူးသပိတ်နဲ့ပကံတွေလိုက်ကောက်ဆေးကြောပြီးဆွန်းဆိုင်ကဆွန်းနေဆွန်းဟင်းနေအပြည့်အဝယ်လောင်းလိုက်ကျုပ်လည်းရှက်တာနဲ့စကားတစ်လုံးမှပြောဘူးလစ်တာမျက်ရည်လဲတယ်အဲ့ဒီတုန်းကပညာသင်ခြင်းလုံးလို့မြို့ကြီးတက်လာဖြစ်မှဖြစ်ရလိမ့်ခြင်းကျုပ်အဲ့ဒီတုန်းကသိပ်ပြီးတော့စိတ်မကောင်း
ခံစားချက်နဲ့ကြပြားတစ်ပုတ်ကြီးကဲဆိုကြည့်သားမှာနောက်ကသဗိတ်ပိုက်ခါဖန်ဝဝါနဲ့ခါကမလအိမ်စဉ်ထမြတဏ္ဍစာအားရှက်တော်ညာလေတပွားပညာသင်လိုပါ၍စိတ်သာအောက်ချဆွမ်းခံကြွသည်လမ်းမပေါ်မှယဟန်တော်ရှက်ပေမဲ့လို့ကိုတဏ္ဍစာလေးဝအောင်တော့သွားရဝအောင်တော့သွားရတယ်စိတ်ကလေးအောက်ချပြီးတော့လာလိမ့်မယ်ပြိဿနောက်တစ်ပိုက်ကကောင်းကန်းပေါ့လေဆိုသားမှာဝတ်ဆောင်မဖွဲဂါဝန်ကျဲနဲ့ဖွဲဖွဲရရလည်းမဟုတ်ဘူးဟိုတုန်းကကျွတ်တုံငယ်ငယ်တုန်းကအခုတော့အဝတ်နဲသွားပါဆိုသားမှာဝတ်ဆောင်မဖွဲဂါဝန်ကျဲနဲ့လမ်းဝဲအပြီးဘိန်းကိုစီလျက်ခရီးပြင်းနဲ့ယဟန်မြင်လျက်ကျွင်းကျွင်းမြလဂလိုင်းခတ်၍ပုတ္တပုတ်သီးရှောင်းကားစီသည်ဆက်ပြီးပေါ်မှလှပြိုပြူခံစားချက်နဲ့ရေးပြီးထဲ့တာဗဟိုစီသတင်းစာတဲ့နောက်ရက်ပါလာအဲ့ဒါကလေးမလေးကစပိန်တိုက်တဲ့နေရာကနေလက်ညှိုးလေးနဲ့ကြပြာကိုမှတ်ပြီးရက်ဆောင်ကျုပ်ရောက်သွားတော့ရှင်မရရပ်ပါဦးနဲ့ကျုပ်ကအဝေးကြီးတွေကသိပါတယ်ဟိုကောင်မလေးငါတိုက်ထားတဲ့ကောင်မလေးပဲရှင်မရရပ်ပေါ့ဆိုအေးရပ်တာပေါ့ဒီကြပြာရှင်မရရေးတာမဟုတ်လားဟုတ်တယ်ရှင်မရတာတပည့်တော်စောင်းရေးတာပဲစောင်းပါများလို့ငါတိုက်လို့ငါတဲ့တဲ့ရေးပြီတဲ့တဲ့ရေးတာသူကစောင်းတယ်လို့ကြွပါအောင်ဗျာတဲ့တပည့်တော်လည်းအခမ်းမသိလို့စိုက်ကားနဲ့ကိုယ်ရှောင်လို့တိုက်မိတာပါတဲ့အိမ်ပြောပါဘူးတဲ့ရှက်လို့ဒါနဲ့လိုက်သွားတပိတ်ချီတပိတ်ကလေးနဲ့တင်းဆွင်းနေလောက်ရှင်မရတဲ့ဒီနေ့ကစပြီးတပည့်တော်တို့အိမ်ထိုင်ကိုယ်တော်အဖြစ်နဲ့နေ့စဉ်ကြွပါမန်းလေးတုန်းကဆုံးကထိုင်အိမ်တအိမ်ရဘူးအမှန်တော့စပိန်တိုက်ခါပေါ့ဒါကြောင့်ဖယားကိုယ်တော်မြတ်ကြီးတော်မှဘယ်လိုမှအပြစ်မရှိတဆန်ကြီးများအပြစ်မရှိတဲ့ဖယားကိုယ်တော်မြတ်တော်မှာယခုလိုဆဲရည်သည်တန်ဃာတော်တွေဆဲသည်ကျွတ်တို့လိုဇတိလလောက်တော့တရားနာပိဋကအဲ့ဒီတုန်းကစပိန်နဲ့တောင်ဝင်အဆောင်ခံရဒါကြောင့်ကျုပ်ကငယ်ရိုးငယ်နာလေးတတိယလို့ထဲ့ပြောမိတယ်။ကိုင်ဆက်ကြအောင်ဆိုဘုရားကိုယ်တော်မြတ်က9ရက်သာတည်လိမ့်မယ်တဲ့9ရက်ကြာတော့ပျောက်သွား။နောက်တရားနာပိဋကရေအဲ့ဒီလိုလဲဘယ်လိုမှဘုရားကိုယ်တော်မြတ်ကိုထိထိရောက်သူစော်ကားခိုင်းတော်လဲပဲမအောင်မြင်သဖြင့်အမျိုးမျိုးကြံခဲ့။နောက်တရားနာပိဋကရေတာမာဝရီတို့သည်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်တရားတော်ကိုကြည်ညို၍ဘယ်လိုလေးစားလာသလဲလို့ဆိုတော့တာမာဝရီရဲ့အထိတ်ဖြစ်တဲ့ခုံးစုပ်တရားသည်တာမာဝရီကိုပန်းဆက်နေကြတာမာဝရီကိုဘယ်လောက်ပန်းဆက်သလဲတာမာဝရီကိုကျွတ်တို့ငွေ8တပြားပေးတာမာဝရီကငွေ8တပြားပေးအဲ့ဒီ8တပြားသောငွေကိုခုံးစုပ်တရားစီ4တပြားလောက်ခိုးပြီးတော့ဖွက်ထား4တပြားဘိုးပဲဝယ်ခဲ့ဝယ်ပြီးတော့တာမာဝရီဖရားတွေဘာတွေဟိုကြီးညိုပြီးတော့ပန်းတင်ရအောင်ဆက်ဒီကနေ့တော့ပန်းဝယ်သွားရင်းနဲ့တထေး3ဦးဆုံးကတ်တဲ့ဘွဲမှာမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးနဲ့နောက်ပါသံဃာတော်တွေကြွအလားသူသွားပြီးတော့တရားနာတော့ဘုရားကိုယ်တော်မြတ်ကြီးကလည်းမင်းဘာမှာခါစားတဲ့သူများအတွက်ဒေသနာဓမ္မကရှေးဥစွာပြလိုက်တော့ဟောတရားနာပိဋကခုံးစုပ်တရားသည်ခါကုန်းနဲ့တာမာဝရီရဲ့အထိန်သည်ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သောတာပန်တည်သည်သောတာပန်တည်ပြီးတဲ့နောက်ပြန်လာ
ပြန်လာတော့ပန်းမခိုးတော့ဘူးသောတာပန်မဖြစ်ခင်တုန်းကတော့လေးသဗျာခိုးသည်ပြိဿသောတာပန်ဖြစ်တဲ့ချိန်ခါမှာခိုးပါဦးမလားခိုးပါပါဗျာအဲ့ဒီလိုသောတာပန်ဖြစ်တဲ့ချိန်ခါမှာမခိုးဘဲနဲ့ရှစ်သဗျာကိုဝဲလာတော့ပန်းနေများလာဘယ်နဲ့တော့နဲ့ရှင်မခိုးစုပ်တရားဒီနေ့ပန်းနေအများကြီးဝဲလာပါလားပန်းတွေကပို့ပေးလိုက်လေသလားမဟုတ်ဘူးတမဝရီတို့ငါဒီအရင်တော့ငါရှစ်သဗျာပေးတဲ့ချိန်ခါမှာလေးသဗျာကိုဖွက်ပြီးတော့ခိုးပြီးထားခဲ့အခုတော့သုံးလောကထူထသဗ္ဗညုမြတ်စွာဘုရားတရားတော်နာရလို့မှားတဲ့အလုပ်တွေလည်းမလုပ်ချင်တော့ဘူးခိုးတဲ့အလုပ်တွေလည်းမလုပ်ချင်တော့ဘူးမြတ်စွာဘုရားတရားတော်ကိုနာရလို့ငါသည်တရားသူတရားမြတ်တွေကိုလည်းရခဲ့တယ်ခိုးလည်းမခိုးတော့လို့ရှစ်သဗျာကိုဝယ်လို့ပန်းနေများပြီးတော့လာခဲ့တယ်လို့အဲ့ဒါလို့ပြောတော့တမ္မာဝရီကအိုးရှင်မခိုးစုပ်တရားမြတ်စွာဘုရားဟောကြားတဲ့တရားကိုငါတို့အားဟောကြားပါလော့900သောမိဖုရားတွေကလေအိုးရှင်မခိုးစုပ်တရားမြတ်စွာဘုရားဟောကြားတဲ့တရားကိုငါတို့အားပေးပါလော့ဝေပါလော့ငှပါလော့လို့လက်ဝါးလေးတွေခန်းတောင်းဒီတော့ခိုးစုပ်တရားကပြောတယ်အိုးတဲ့တရားတော်ဆိုတာတဲ့ဘုရားစကားတော်ကိုနားနဲ့သာအာယုံပြုတ်ပြီးဉာဏ်နဲ့မှတ်ရပါတယ်တဲ့ဒီလိုလက်ဝါးခံတောင်းလို့လည်းမရဘူးပေးလို့လည်းမရဘူးတဲ့ပြေးသားကြီးခုခမည်းတော်တရားနာရတဲ့အိမ်ပြန်သွားတော့ကျန်ဒီကဆရာတော်ဟောတဲ့တရားပေးဆောင်မှဆိုပြီးလက်ဝါးခံတောင်းလို့ခမည်းတော်ပေးဖြစ်ပါဖြစ်ပါဘူးဗျာဟိုကလည်းတောင်းယူလို့ရပါမရပါဘူးဗျာဘယ်လိုလုပ်မှရပါဇက်နဲ့ပြောပြမှအိမ်ကလူကတဆင့်မှတ်ပြီးနားထောင်မှညံကလေးနဲ့ဝေဘာမှရနိုင်သည်မှန်ရလားပြိဿမှန်ပါဗျာကဲကြည့်ခုတရားနာပြိဿကြီးအဲ့ဒီကဲ့သို့ပြောတော့ဟောပါလော့ခုတ်စုတ်တရားနာခြင်းမာတဲ့ဟောကြားပါလော့လို့ဆိုတော့တာမဝရီနဲ့တော့မိဖုရား900ကိုအောက်အဆင်းခိုင်းနေနှိမ့်နေနေတာဟောခုတ်စုတ်တရားကအမြင့်ကတက်ပြီးတော့တရားဟောပင်တော်ဘုံကံရှိလို့ရှိရင်ပါရမီရှင်းတန်ရင်လည်းတရားတို့ရလိမ့်မယ်လို့မြတ်စွာဘုရားကိုတော်မြတ်ဟောကြားတော်မူတဲ့တရားတော်ကိုပြန်ပြီးဖောက်တယ်ချလိုက်တဲ့တာမဝရီနဲ့တကွမိဖုရား900တို့သည်ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သောတာပန်ဖြစ်ကြပါသည်။ကဲသောတာပန်ဖြစ်သွားပါလားပြိဿ။မှတ်ထားနော်ဒါကြောင့်မိမဟောယောက်ျားဟောဘုန်းကြီးဟောလူဟောနာကြလို့ပြောတာတရားနာရရင်မရှုံးရှုံးရလားပြိဿရှုံးပါဘူးဗျာကျွတ်တို့ဓမ္မကတိကအစုံနာခဲ့တယ်လိုချင်တာယူတယ်မလိုချင်တာမယူဘူးကိုညာမမိတာအပြစ်မပြောဘူးမဝေဖန်ဘူးကြိုက်ရင်ယူမကြိုက်ရင်မယူနဲ့ရှုံးအောင်မနာဘူးကျွတ်တို့မြတ်အောင်နာခဲ့ကြွယ်ဥဝိနကဆေဝင်ကဘာမော်လီသာယာဝရီဥညေယနေရင်ဥကောပြီးတော့မနာဘူးတာမရှိပါဘူးကျွတ်တို့ဘက်ကတိပိဋကအနီးစခန်းဝိဇောစုံလို့ရိတ်တာဘုန်းကြီးတွေကြုံမနာဘူးတာသိမရှိဘူးလူတွေကဥလာသိမ့်ရွှေပြည်ဥပဒေဥဆန်းထွန်းရတနာဘုံဆရာကြီးဥတင်အေးမလေးဥအောင်တင်ဥချစ်မောင်အစရှိသဖြင့်ကြုံနာခဲ့ဘုန်းကြီးဟောနာလူဟောနာယောက်ျားဟောနာမိန်းမဟောနာကိုရင်လေးဟောနာမန္တလေးမို့ကြောင်မန်းတွေကမထွန်းရှင်တရားဟောလို့သွားနာလိုက်သေးကြိုက်ပါဗျာမထွန်းရှင်လဲတရားပြောတာမျက်စိလဲမှာစိုးလို့လိုချင်တာယူတာမလိုချင်တာမယူဘူးတချို့ကတရားကိုမြတ်အောင်မနာဘူးရှုံးအောင်နာတယ်အိမ်ကထွက်ကြတဲ့ကရှုံးပေါင်းတယ်လိုချင်တာယူမဲ့အပေါက်ကတစ်စက်မှမပါဘူးတရားဝဲရှိတယ်ပြောတယ်ကွာငါသွားဝေဖန်လိုက်ငါသွားအကဲခတ်လိုက်အောင်ငါသွားဆန်းစစ်လိုက်အောင်ကြိုက်တာလေးပါတော့ခေါင်းညိတ်သူမကြိုက်တာလေးပါတော့ဘာပြောတော့မဲ့ကရှုံးတယ်တို့ကဒီတရားမျိုးမနာတတ်ဘူးမင်းတို့ဆင်းတော့မင်းသိတယ်မဟုတ်လားကွာတို့ကဒါတွေကဘယ်လိုဟောလုတ်ကုန်ရှုံးပေါက်နော်ဒါတော့ကျွတ်တို့ရှုံးအောင်မနာခဲ့ဘူးအခုကြည့်တာမာဝရီနဲ့မိဖုရား900သည်ကျွံမဖြစ်သောခုတ်စုပ်တရားကိုအမြင့်မှတင်ထားပြီးတရားနာတော့ဘာဖြစ်သွားတော့ပြိဿကြီးကဲသောတာပန်ဖြစ်သွားကြဒီလိုသောတာပန်ဖြစ်ပြီးတော့မြတ်စွာဘုရားကိုရောမြတ်ကြီးကြီးညိုလာတော့ပဒင်းပေါက်ကမလောက်ဖဲကိုပြိဿမိဖုရား900မလောက်တော့တို့ရွှေနန်းတော်နန်းရံမှာဖောက်ပြီးတော့တရားနာပြိဿတရားနာကြဒီလိုနန်းရံကိုဖောက်ပြီးတော့တရားနာကြတော့မာဂန္ဒီရောက်သွားတယ်သူတို့အဆောင်
ဒီပေါက်တည်းကဘာလို့ကြတာတော့အိုးဘုရားကိုတော်မြတ်ကြီးဆွမ်းခံကြွလာတဲ့ခါမှာလေဒါဘုရားဖူးတာအဲ့ဒီချိန်ခါမှာဟန်ကြငါရန်သူယဟန်ခေါ်ရမတော်ဖြင့်ဒီတစ်ချိန်မှာသူ့ကြည်ညိုကိုးစားနေတဲ့မိဖုရား900ကိုငါစော်ကားနိုင်တဲ့အလှည့်ရောက်လာပြီဥဒေနာမင်းကြီးသူ့အဆောင်ကြွတဲ့ချိန်ခါကြတော့သူတိုက်မောင်ဖျားတဲ့မောင်ဖျားကိုတာမဝရီနဲ့မိဖုရား900တို့သည်ပဇာကတုတိတုတာပလီပလာနဲ့မောင်ဖျားကိုချစ်တယ်လို့ဆိုကြပါဆိုစိတ်ကပါမယ်မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ဂေါရမကိုကိုးစား၍ဂေါရမကိုကြည်ညိုနေကြတဲ့ဂေါရမရဲ့ဘက်တော်သားများဖြစ်ပါတယ်မယုံမှုရှင်မယင်ကဘယ်လိုတိုက်လို့မှနားမဝင်ဘူးမယုံလို့ရှိရင်မောင်ဖျားတာမဝရီတို့အဆောင်ကိုကြွတဲ့အချိန်ခါမှာတိတိချာချာကြည့်ပါအပေါက်တွေတွေ့ပါလိမ့်မယ်အဲ့ဒါသူတို့လေတက်ရောက်ထားပြီးတော့ဂေါရမဖျားကိုလေကိုးစားချစ်ခင်ကြလို့မမြင်ရမနေနိုင်ကြည့်ခြင်းလို့ဖောက်ထားတဲ့အပေါက်တွေတွေ့ပါလိမ့်မယ်တိုင်တော့ဥဒေနာမင်းကြီးတရားနာပရိသတ်အလှဲ့ကြတော့တမ္မာဝရီတို့အဆောင်ရောက်ဟဲ့ဒါတွေဘာလို့ဖောက်ထားတာတို့သင်မင်းကြီးမြတ်စွာဘုရားကိုတော်မြတ်နဲ့တန်ဃာတော်ကြီးကြွလာတဲ့အချိန်ခါမှာဖူးမြော်ခြင်းလို့ဖောက်ထားကြပါလေပြန်ပိတ်ကြအပေါက်တွေပြန်အပိတ်ခိုင်းပဒင်းပေါက်တွေဖူးမြော်ရအောင်အစစ်ဖောက်ပေးဘယ်လိုမှသူဂုံးတိုက်တာအရာမရောက်သေးဘူးပြိဿဟာနောက်တော့တရားနာပြိဿကြီးအဲ့ဒီလိုတွေမကတော့ဘူးဥဒေနာမင်းကြီးထံမှာမောင်ဖျားတဲ့ပြောသမျှဘာမှအရာမရောက်နှမစကားယုံလည်းမယုံကြည်ပါလားဒီတခါတော့ဖြင့်မောင်ဖျားအတွက်ငှက်ကွက်ပြီးတော့ပြုံးရတော့မှာပဲမောင်ဖျားမောင်ဖျားကိုတကယ်ချစ်မချစ်သိကျင်လို့ရှိရင်ဖြင့်ကျက်ရှိကောင်တော့အသက်ခိုင်းပြီးတော့အဲ့ဒါကျက်သားဟင်းနဲ့ပွဲတော်တဲခြင်းလို့အချက်ခိုင်းသမ်းပါခိုင်ရောရှင်မယင်ကမာဂန္ဒီပြောတယ်တဲ့ဒီလိုတရားနာပြိတ္တကြီးကျက်ရှိကောင်ကိုတတ်ပြီးတော့အချက်ခိုင်းဖို့ရပို့လိုက်တဲ့ချိန်ခါပါလေတာဝဝရီတို့ကဘာပြောတော့အိုးတဲ့အရှင်ကြီးတွေကိုတတ်ပြီးတော့ပွဲတော်တဲဖို့ရမဆက်တနိုင်ပါဘူးပြန်ပေးလိုက်ကဲဘယ်နဲ့ရှိကမောင်ဗျာမောင်ဖျားကိုချစ်မေတ္တာပို့လို့ရှိရင်ကိုယ့်ကိုအစိုးရနေတဲ့ရှင်မရင်ပဲကိုယ့်ရဲ့ကံမပိုင်လင်သားပဲတကယ်ဆိုရင်ချက်ပြုတ်ပေးရမယ်ကဲမောင်ဖျားဓာတ်ထက်ပို့ပြီးတော့ယုံကြည်အောင်ဂေါရမကိုကြက်ရှစ်ကောင်နဲ့ကြက်သားဟင်းနဲ့တကွာတွားပြီးတော့ကချီပို့ကြီးလှူကြီးလို့ခိုင်းကြည့်စမ်းပါခိုင်းကြည့်စမ်းပါဆိုတော့လေတရားနာပြိတ္တကြက်အသေးကိုကျဲအသေးဆိုတော့လေတတ်ရတဲ့ကိစ္စမဟုတ်တော့လည်းပဲချက်ပြီးတော့ဖျားသွားပို့တာပေါ့ဘယ်နဲ့တော့မောင်ဖျားရှုစားပါအောင်မောင်ဖျားကြတော့ကြက်သားဟင်းနဲ့ပွဲတော်တဲအောင်မဆက်သူတို့တက်ရောက်ထားတဲ့ဂေါရမဖျားကြတော့ကြည့်ယခုအဲ့ဒါလိုကြက်သားဟင်းတွေနဲ့သွားပြီးတော့ပို့ကြလူကြကတ်ကြတယ်ယုံသေးဘူးပရိသတ်ဘယ်လိုမှတိတ်ပြီးတော့ပြောလို့မရသေးဘူးဥဒေနာမင်းစင်းစင်းစားစားနဲ့သာဝေဖန်လာခဲ့ဘယင်ဆိုတာဝေဘာရမယ်စဉ်းစားရမယ်မိဖုရားပြောတဲ့စကားမိမပြောတဲ့စကားယုံကြည်လို့ရှိရင်တိုင်းပြည်၅ပါးမောက်တတ်တယ်ပိဿကြီးမဖြတ်တော့ပါလေပြေတောင်ပြက်နိုင်ဒါကိုဘယင်စဉ်းစားခဲ့ဒီလိုစဉ်းစားပြီးတော့နင်းလာရမှငါအကြံဟာဘယ်လိုမှမမြောက်ပါလားဒီတခါတော့ဖြင့်တွေ့ကြသေးတာပေါ့မာဂန္ဒီရဲ့အဆောင်မှဥဒေနာမင်းသည်တာမာဝရီတို့အဆောင်တို့ကုခဏီအချိန်ကာလမှာဥဒေနာမင်းကိုယ်တိုင်အမြဲတမ်းဆောင်နေကြဖြစ်တဲ့ဟဋ္ဌိကန္တာဆိုတဲ့စောင်းအဲ့ဒီစောင်းထဲမှာတရားနာပြိဿမွေဟောက်သွင်းလိုက်ပါရောမွေဟောက်သွင်းပြီးတော့လုံအောင်ပိတ်ပြီးတော့ဆောင်နေကြစောင်းကလည်းယူမှာကိုမောင်ဖျားတဲ့ဘယ်လိုမှပြောမယုံဒီတစ်ခါကြုံမှုရင်းသိပါလေတတိထားပြီးတော့ကြွတော်မူပါတာမဝရီတို့သည်ဂေါရမဖျားကိုသာအမတန်နှစ်သက်ကြပါသဖြင့်သူ့အဆောင်သွားတဲ့အခါတတိတော့မလွတ်ပါစေနဲ့ဟောဒီနှမတော်ကမှားလိုက်ပါရစေနဲ့
အဲ့ဒါလို့အမျိုးမျိုးပြောပြီးလွတ်လိုက်တော့စောင်းပိုက်ပြီးဥဒိဏမင်းတမ္မာဝတီတို့အဆောင်ကိုဝင်ရောဝင်ပြီးတော့ပြန်ထွက်ကြွအလားမာဂန္ဒီအဆောင်ရောက်တော့မာဂန္ဒီကစောင်းကိုလှုပ်လိုက်တဲ့ချိန်ခါမှာအပေါက်ပွင့်ပြီးတော့မူရောက်ထွက်လာမလေးမောင်ဖျားမလေးကြည်စားပါဦးမောင်ဖျားကံကောင်းလို့သာအသက်မသေးတယ်ဟေးတင်းလို့စော်ကားလိုက်လေချင်းတိတ်ပြီးအုပ်ချုပ်တဲ့ဘယင်တစ်ပါးကိုမှီပြီးတော့စားတော့ဝုပြောနေရတဲ့ဒီအချိန်မှာကိုလင်းသားကိုဒီလိုကြံရက်ကြပါပဲရဲ့မောင်ဖျားရှူစားပါဦးဟောဒီမှာမွေဟောက်မောင်ဖျားကြိုက်လိုက်ရင်သေမှာကံကောင်းလို့သာပေါ့ကံကောင်းလို့မောင်ဖျားမသေးတာပဲနဲ့အမလေးပတ်ချွေးနဲ့ချွေးနဲ့မျက်ရည်မထွက်ချင်တော့လဲဇွတ်ညစ်ထုတ်သွေးနဲ့တုတ်တလားတော့မသိဘူးကြည့်တရားနာပိဿအဲ့ဒါလို့တော်ဥတင်လိုက်တော့မွေဟောက်လဲရှင်မရင်မြင်တာကိုမြင်တော့မှရှင်မရင်ကကြည့်စမ်းမိမရုပ်တယ်ငါမယုံကြည်ခဲ့ဘူးအစကအခုတော့ဒင်းတို့ငါသေးချောင်းကြံကြတာပေါ့လေတော့တမ္မာဝရီနဲ့တကွမိဖုရား900ကရှေ့တော်သွင်းဆိုပြီးတရားနာပိဿတမ္မာဝရီကိုထိတ်ဆုံးကထားတမ္မာဝရီထိတ်ဆုံးကထားပြီးတော့နောက်ကမိဖုရား900ကိုအကုန်လုံးတဲ့စီတန်းခိုင်းပြည့်မယ်မြားနဲ့ဝေးမြားဆက်ပိဿလေးနဲ့ပြစ်တော့မှာတဲ့ဗျို့သေဘီတော့ဆိုပြီးတော့လေးတင်လိုက်တမ္မာဝရီနဲ့မိဖုရား900တို့သည်ပြမဝိဟာရလို့ခေါ်တဲ့မေတ္တာတရားစီးဖြန်းလိုက်ကြမေတ္တာအရှိန်တော့ဒါကြောင့်ခမည်းတော်ပြောနေတဲ့စောင်းပြူစောင်းကြားခြုံတော့ပါတဲ့ဘာနဲ့ခြုံမလုံးမေတ္တာလက်ကင်ထားကြကြည့်အခုတရားနာပြိဿကြီးအဲ့ဒီမေတ္တာဗြဟ္မဝိဟာရတရားတွေပွားများလိုက်တော့ဥဒေနာမင်းပြစ်တော်မြားသည်ဘယ်လိုနည်းနဲ့မှလေးတဲကမထွက်တော့ပြစ်လို့မရရလားပြိဿကြီးမရပါဘူးဗျာဘယ်လိုမှမရလို့ချွေးတီရီကြနေတဲ့ချိန်ခါမှာတမ္မာဝရီမိဖုရားကမောင်ဖျားတဲ့မြားကိုဘေးတိမ်ပြီးတော့လွတ်ကြည့်တော်မူပါဦးမောင်ဖျားဘေးလွယ်ပြီးပြစ်လိုက်တော့ထင်းထို့မြေကြီးတဲ့မြားဝင်သွားဟာကြည်စမ်းမှားပြီဥရိဏမင်းမှားပါဗောလားအသက်မရှိတဲ့မြားတော်မှာတမ္မာဝရီမိဖုရားရဲ့ကျေးဇူးကိုသိသေးတယ်အသက်ရှိတဲ့တိုက်ပိအုပ်ချုပ်နေတဲ့ဘုရင်တစ်ပါးဖြစ်ပြီးတော့တမ္မာဝရီမိဖုရားရဲ့ကျေးဇူးကိုမင်းမသိပါလားမှားပြီတမ္မာဝရီမိဖုရားကြီးငါဤအပြစ်တွေသိခံပါလို့ငါမှားပြီဆိုပြီးတော့တမ္မာဝရီကိုပွေ့ပြီးတော့ဟောဘုရင်ကြီးကပခုံးမော်ကိုလေထမ်းလိုက်တယ်ဗျာပိဿကြီးဥဒေနာမင်းကြီးကတမ္မာဝရီဘယ်ပေါ်ထမ်းလိုက်အမလေးတန်မြင်ညနဲ့ဘယင်ကမိမပခုံးမော်ထမ်းမှုမလွယ်ဘူးနော်လွယ်ရလားပိဿဘယင်သားမလွယ်တာနော်ဟေးတကားတော့ဘယင်သားမလွယ်တာနော်ခမရတို့တော့ပြောပါဘူးကြည်တရားနာပိဿကြီးပခုံးမော်ထမ်းပြီးတော့တယုတ်တရနဲ့မိဖုရားကြီးမောင်ဖုရားအမတွေကိုသိခံပါလို့မောင်ဖုရားမှားပြီလို့အဲ့ဒါလို့ပြောရုံနဲ့မကလူအပ်သောစုကိုတောင်းတယ်လို့အမိန့်တော်မှတ်လိုက်တော့မောင်ဖုရားတဲ့လူအပ်သောစုကမြတ်စွာဘုရားကိုတော်မြတ်ကြီးပင့်ပြီးတော့ဆောင်းကပ်လိုပါတယ်တရားနာလိုပါတယ်မောင်ဖုရားလည်းမြတ်စွာဘုရားကိုတော်မြတ်ကြီးထံသို့လိုက်ခဲ့ပါလိုက်ပြီးတော့မောင်ဖုရားကိုယ်တိုင်ယဟန်တစ်ပါးကိုနေ့စဉ်နဲ့အမြတ်တရားဟောရအောင်ပင့်ပေးပါလို့အဲ့ဒီလိုတော်ဥတင်လိုက်တော့ဥဒိဏမင်းကြီးလည်းဘုရားထံပါသွားဘုရားထံပါသွားပြီးတဲ့နောက်ကြည်တရားနာပိဿကြီးတမ္မာဝရီတို့အတွက်ယဟန်တစ်ပါးကိုမြတ်စွာဘုရားကိုလျှောက်ထားပြီးတောင်းလိုက်သောအခါဘုရားကိုယ်တော်မြတ်ကညီတော်အာနန္ဒာပေးလိုက်ညီတော်အာနန္ဒာတမ္မာဝရီတို့အဆောင်ကြွတရားဓမ္မတွေဟောတော့
ဟောတရားနာပြိတ္တရေမိဖုရား900ကပစိုးအထင်900လှူတယ်ညီတော်အာနန္ဒာကလည်းနောက်ဘဝတုန်းကပြည့်စေကဗုဒ္ဓအရှင်မြတ်တေအာဒီလိုပစိုး900လှူခဲ့တဲ့ကုသိုလ်ကြောင့်ဒါကြောင့်လှူတယ်ဆိုတာမရှုံးဘူးပြိတ္တအစားပြန်ရမရဘူးလားပြိတ္တကြီးဒီလိုနဲ့နေပြီးတော့လာလိုက်တာမာဂန္ဒီဘယ်လိုမှမြတ်စွာဘုရားကသူ့ပြန်မချစ်လို့မုန်းပြီးသိအောင်အမျိုးမျိုးကြံတော်လဲမရအကြည်ညိုပြက်အောင်အမျိုးမျိုးကြံတော်လဲမရဟောဒီကနေ့တော့တရားနာပြိဿရေကြံပြန်ပြီမာဂန္ဒီမဖြစ်ဘူးဒီတိုင်းတော့မဖြစ်ဘူးဒီကောင်မတွေအသက်သေးအောင်ဆုပ်စီရမဖြစ်မာဂန္ဒီမိဖုရားကြီးကဥဒေနာမင်းကြီးကိုမောင်ဖျားဥယျာဉ်နဲ့ထွက်ရန်တင့်လျော်ပါတယ်ဟောဒီနှမနဲ့ဥယျာဉ်နဲ့ထွက်ကြပါစို့ဖျားမာဂန္ဒီနဲ့တရားနာပြိဿဥယျာဉ်နဲ့ထွက်မယ်ဆိုတော့ဘုရင်ကြီးကလည်းလက်ခံရှင်ဘုရင်နဲ့မာဂန္ဒီမိဖုရား900တို့သည်ဥယျာဉ်ထဲသို့အသွားမှားထားခဲ့တဲ့မာဂန္ဒီကသူ့ဖတွေတော့တဲ့ဟောဒီတူမကြီးဥဒေနာမင်းတရားနဲ့ဥယျာဉ်နဲ့သွားပြီးတော့ပျော်ပါတဲ့ချိန်ခါမှာတာမာဝတီတို့အဆောင်တဆောင်လုံးမိတင်၍900စလုံးသိအောင်တပ်ပစ်လိုက်ပါတော့ခိုင်းပြီယုခိုင်းတော့တရားနာပရိသတ်ရေမာဂန္ဒီနဲ့ဥဒေနာမင်းဥယျာဉ်နဲ့သွားပြီးတော့နေတဲ့အခိုက်အတန့်မှာမာဂန္ဒီရဲ့ဗတွေတော်သည်မာဂန္ဒီမှားတဲ့အတိုင်းတာမာဝတီတို့မိတိုက်တဲ့အခါကျတော့ဟောအမဖျားအဘလေးမီတွေလောင်လာပြီဖျားဘယ်ဒီမှလည်းပြေးပေါင်းမရှိတော့ဘူးထွက်ပေါင်းမရှိတော့ဘူးကြံ့ရပါဝေးရဲ့ဘသူအကြံမလေးမထုံးလို့ကြည်လိုက်တော့မာဂန္ဒီရဲ့အကြံပါပဲအမဖျားပဲကိုပြေးကြမတော့မပြေးကြနဲ့အေရောပြေးလို့လည်းမရကြတော့ပါဘူးနောက်ဘဝကကံကြမ္မာဖန်လာပြီထင်ရဲ့ညီမတို့ဗြဟ္မဝိဟာရတရားကိုသာပွားများကြကုန်တော့မြတ်စွာဘုရားကိုတော်မြတ်ဟောကြားတဲ့တရားကိုသာပွားများကြကုန်တော့နဲ့ခုတ်စုပ်တရားနဲ့တကွအမျိုးသမီး900တာမာဝတီတို့သည်ဟောအဲ့ဒီပြတ်တာအဆောင်ပေါ်မှာပင်လျင်အဲ့ဒီညင့်မှာကံကြမ္မာကုန်ကြပါလေဗျာသေးကုံရောပရိသတ်ကြီးသေးကုံတော့ဥရေနာမင်းကြီးပြန်ကြွအလာပေါ့လေကြည်စမ်းမငါအင်မတန်ချစ်မြတ်နိုးတဲ့မိပရခေါင်ကြီးတာမာဝတီမာဂန္ဒီတင်းဖြစ်ရမှာပါပဲဒီကိစ္စဘယ်သူမှဒီအကြံမျိုးပြုတ်မယ်မဟုတ်ပါဘူးမသေးမချင်းနှိပ်စက်တဲ့မိမအလေမင်းပရိယနဲ့မသိချင်အောင်ဆောင်ပြီးမေးရမှာပဲမင်းကြီးများနဲ့ညီလာခံဘိုးရှုသဘင်မှာအားလုံးကိုစီးဝဲတိုင်ပင်ပြီးတော့ခေါ်မင်းကြီးများဘုရားဝိုင်းထူတဲ့တယောက်တန်ဆိုတော့တူမှာမဟုတ်ပါဝိုင်းထူကြဟန်ကြပြီကွယ်တော့တဲ့မာဂန္ဒီအမျိုးမျိုးပြောတော့လဲငါမယုံခဲ့ဘူးတာမာဝရီသည်ငါရဲ့အပေါ်မှာအမျိုးမျိုးမကြည်ညိုမလေးစားအချစ်မပွားတဲ့အပြင်မှာဖယားဂေါရမကကြည်ညိုလေးစား၍ငါမောင်ဖယားအသူပြစ်မှားခဲ့ပေါင်းများလှလေပြီစောင်းတွေကိုမွေးထည့်ပေးတယ်ဒါဒီလမာဂန္ဒီပြောလို့ငါမယုံခဲ့ဘူးငါသေသခြင်းနဲ့တာမာဝတီတို့သေအောင်တတ်နိုင်တဲ့လူငါများစွာကျေးဇူးတင်ရှိသဖြင့်ဆုတော်လက်တော်ပေးမယ်မင်းကြီးများလို့မင်းပရိယနဲ့ပြောလိုက်မာဂန္ဒီပြုံနဲ့ဟန်ကြမောင်ဖျားတာတခြားဟုတ်ပါရောလားဟောဒီမောင်ဖျားရဲ့နမတော်မာဂန္ဒီမောင်ဖျားကိုချစ်တယ်မာဂန္ဒီမောင်ဖျားကိုမြန်နိုးတယ်မာဂန္ဒီဟမ်လီမောင်ဖျားကိုကျင်နာတဲ့မာဂန္ဒီနဲ့လေသူ့ကိုယ်သူလက်ညှိုးလေးထိုးပြပြီးပြုံးတဲ့မျက်နှာကြီးနဲ့ဒီကိစ္စဘသူကြံတာမှတ်တယ်လေဟောဒီနှမတော်ကြံတယ်မောင်ဖျားအလိုကြဂေါရမကိုကြည်ညိုတဲ့မိမရောက်တယ်ကိုဟောဒီနှမတော်သေအောင်တတ်တယ်ပြောလိုက်ရောဘယင်ကြီးကလည်းပရိယေ73တုံးကောင်းပြီနှမဝမ်းမြောက်လိုက်လေချင်းနှမရဲ့ရွှေမျိုးတွေကိုအကုန်ခေါ်
မောင်ဖျားဆူတော်လက်တော်တွေအစင်းစင်းသူ့နေရာနဲ့သူထားပြီးတော့မြောက်စားမယ်လို့မိတ်လိုက်တော့မာဂန္ဒီကလေ36ဝန်းခွဲရွှေမျိုးတွေရောအကုန်ခေါ်တယ်နဲပါရွှေမျိုးတွေအကုန်ရောက်လာကြတယ်ဝမ်းမြောက်ဝမ်းသာနဲ့ဟာတို့အမိဖျားကြီးမာဂန္ဒီကြောင့်တို့ကိုမြောက်စားမတဲ့နဲ့ဆိုပြီးလာလိုက်ကြတာရွှေမျိုးတွေအိုနာကျိုးကန်းတွေရောဘာတွေရောအကုန်လုံးရောက်လာကြရောက်လာတဲ့ချိန်ခါမှာအဲ့ဒီမာဂန္ဒီရဲ့ရွှေမျိုးတတိုက်လေပင်ဆိုင်အောင်တွင်းနေတူတိုးပြီပြုတ်လေပင်ဆိုင်အောင်တွင်းနေတူကျွင်းနေတိုးပြီးတော့မာဂန္ဒီရဲ့ရွှေမျိုးမှန်သမျှအကုန်လုံးလေပင်မြုပ်လောက်အောင်ကျွင်းနေတဲ့ထက်မြေဖို့ပြီးတော့မာဂန္ဒီကြတော့လေဒီမဲ့တရားနာပြိဿတုတ်ဆင်းပြီးတော့လေတားတစ်များကိုကြော်တဲ့ကဲ့သို့ဟောဒဲအိုးထဲမှာထဲ့ကြော်တဲ့ပြုစီတွေနဲ့ပြစ်စခါနော်ဖះကိုတော်မြတ်နဲ့တန်ဃာတော်တွေပြစ်မှားတဲ့အရိယာတွေကိုစော်ကားတဲ့ကံကြီးကလက်တွေ့ခံရပြီမာဂန္ဒီကိုအဲ့ဒါလို့ကြော်ပြီးတော့သူ့ရွှေမျိုးတွေကြတော့လေလေပင်မြုပ်လောက်အောင်ခေါင်းကလေးတွေဖော်ထားတဲ့ကျွန်းနဲ့မြုပ်ပြီးတော့ဟောမီးရှို့ပြီးတော့တန်ထွန်ခြင်းနဲ့ဒီကစဉ်းစားတာကြည့်တော့လေပင်မြုပ်ပြီးတော့ခေါင်းကလေးတွေပေါ်နေတာမီးရှို့ပြီးတန်ထွန်ခြင်းနဲ့ဆွဲတယ်ဆိုတော့ဘယ်လောက်ကျဉ်းကြလိုက်မလို့ဟိုလေဝါဘယ်တော့မှယုံမရဘူးအောက်ကမြုပ်ထားတာဒီကယုံလို့ရပါမရဘူးပိဋကရဲ့ယုံလို့မရပါနဲ့အဲ့ဒါလို့မြုပ်ထားတော့မိတွေရှို့တန်ထွန်ချစ်တွေနဲ့ဆွဲပြီးတော့တတ်လိုက်တာအကုန်လုံးတစ်မျိုးလုံးအကုန်သေးဘူးလားပိဋကကြီးအဲ့ဒီလိုသေးတော့ဖယားကိုသူ့ပြန်မချစ်လို့သူကမုန်းပြီးတော့ဘယ်လိုပဲကြံခဲ့တော့လဲမာဂန္ဒီသူ့အသက်မဆုံးဘူးလားပိဋကအော်နည်းနည်းတော့သိကျင်ကြမှာပေါ့တမ္မာဝရီတို့သောတာပန်ဖြစ်ပြီးဖယားကြည်ညိုရတဲ့နဲ့ဘာကြောင့်သေးကုန်ကြပါလိမ့်မတုံးဘူး။ကဲဆိုစမ်းပြိတ္တနောက်ကတမ္မာဝရီမိဖုရားနဲ့အပေါင်းအသင်းများရဲ့အတိတ်ကြောင့်ဘဝမွယ်သူတို့အတိတ်ကြောင့်လေးပြောမလို့အော်ရှေးတုန်းအခါဝဲဘာရဏတိမင်းကြီးသမီးလေးရဲ့အပန်းမှာကွယ်ကိုရှေးတုန်းကတမ္မာဝရီတို့ဟာလေဘာရဏတိမင်းကြီးရဲ့သမီးအပန်းမှာသူတို့ကအချွေရန်နေတဲ့ပြိတ္တဘာတဲ့ဆိုလိုက်စမ်းမှာခါစားခဲ့တယ်သူတို့တွေအပြင်းပြေရေကစားရင်ကတက်လို့လာပြန်တယ်ဘယင်ဆရာအမှန်မကွယ်ပြစ်စီကားရှင်တပါဇံဝင်စားတဲ့ကြောင်းကြီးအနီးဝဲမြေစိတ်ကတက်လာတော့လေအဲ့ဒီဘယင်ကြီးကြည်ညိုတဲ့ဆရာတပါပြစ်စီကဗုဒ္ဓသတင်းသုံးတဲ့ကြောင်းကြီးအနီးရောက်လာပြီမြို့ဘာလဲဆိုလိုက်စမ်းမမိလုံငါတော်ချုံပိတ်ပေါင်းကိုမဆိုင်မတွားရှို့ကြပြန်လေတဲ့ရေတွေကတက်လာတော့ချမ်းတော့လေအဲ့ဒီကြောင်းကြီးရှိနေတာကိုမသိဘူးခြုံပိတ်ပေါင်းသူတို့မိရှို့ကြဆိုသားမှာပြစ်စေကအရှင်မဲရွှေတုံးရွှေခဲမီလောင်မဆွဲသမို့သူတို့ကြည်လို့သိတဲ့အခါမှာကွယ်ဟောကိုစိုးနေပြီအမလေးကိုစိုးနေကြပါဗောလားတို့ဘယင်ကြီးကိုးကွယ်ထားတဲ့ပြစ်စေကဗုဒ္ဓအရှင်မြတ်ဒုံမိရှုံမိပြီရွှေတုံးရွှေခဲကြီးတို့သေသလားသွားကြည့်စားဟဲ့မသေးဘူးမသေးလို့ရှိရင်သူရှင်မင်းကိုအမိတ်ရှိရင်ငါတို့မင်းအာနာအခခံရတော့မှာပဲမဖြစ်ဘူးသေအောင်တတ်တာပဲကောင်းတယ်လို့ဗါတဲ့ဆိုကြည့်စမ်းမ
ဘုရင်ကြီးအာနာကြောက်ကြပါလို့အစဖြောက်ခါသေးအောင်ရှို့ကြတယ်ပြေးသားကြီးမရှို့ဘူးလားရှို့ပါရဲ့ဗျာအဲ့ဒါလို့ရှို့ပြီမဗါတဲ့ဆိုကြည်စမ်းမအရှင်မြတ်မသေးနိုင်အရှင်မြတ်မသေးနိုင်သူတို့သာခွေရိုင်းဘဝ900တိုင်းမီလောင်ခံရအဝီစီကြကြတယ်ဟဲ့ကံကြီးများနှမများမှတ်သွားကြနော်ပြစ္ဆေကဗုဒ္ဓအရှင်မြတ်ကိုမီးတိုက်မိတဲ့အကုသိုလ်ကံကလေဘဝပေါင်း900မီးရှို့ခံခဲ့ရသဟဲ့အဝိစီကိုလည်းကြခဲ့ကြသဟဲ့အဲ့ဒီအဝိစီကြပြီးတော့ကမှဗါတဲ့ဆိုလိုက်စမ်းပါဘဝ900တိုင်းမီလောင်ခံရအဝီစီကြကြတယ်အဲ့ဒီတုန်းကဝတ်တည်းရဲ့အဲ့ဒီတုန်းကဝတ်တည်းရဲ့ဒီဘဝကြတော့မီးရှို့ခံရဟေးဘယ်နဲ့အဖျားတုတ်ပါလေလူလယ်တွေနဲ့တွေ့သူတို့အဖျားသာနာသာတလုံးနဲ့ဗါတဲ့အဲ့ဒီတုန်းကဝတ်တည်းရဲ့အဲ့ဒီတုန်းကဝတ်တွေရဲ့ဒီဘဝကြတော့မီးရှို့ခံရတယ်ငါဖြတ်တုတ်တာကိုမိအောင်လိုက်သေးမလီအစအဆုံးဆိုကြည်စင်လို့နော်ဒီကခြံမထားပဲနဲ့အကုန်တုတ်တာတေချာဆိုရေးဘုန်းကြီးလို့ဒီဘဝကြတော့မီးရှို့ခံရတယ်ဒီဘဝကြတော့ငါတဲ့တောင်ကောင်းသွားပါဟဲ့ပြီးတော့ဗါတဲ့ဆိုလဲဆမ်းမမာဂန္ဒီရဲ့အပြစ်ကလာလေဦးမယ်မချစ်လို့မုန်းတယ်မာဂန္ဒီအသက်ဆုံးတာတော့ကွယ်လူတိုင်းသိတယ်လူတိုင်းသိတယ်အဒါသိတာပေါ့ခုဟောခဲ့ပြီကိုဘုရားပြစ်မှားတယ်တန်ခါပြစ်မှားတယ်မသိဘူးလားပြိဿတမ္မာဝရီတို့အကြောင်းကတော့အတိတ်ကပါလာတဲ့ကံဆိုတော့မသိသေးလို့ဘုန်းကြီးပြောပြခဲ့တယ်မှန်ရလားပြိဿဆိုတော့လူတိုင်းသိတယ်လူတိုင်းသိတယ်မြတ်ဖရာကိုဒေါသပွားလို့ရန်ညှိုးထားတဲ့သူ့ရဲ့ကံကြမ္မာရဲ့တာတိစင်းတယ်လို့ကြော်ကားရဲ့ဘယင်မင်းတထာတမျိုးလုံးခံရတယ်ဟေးမာဂန္ဒီကြီးကြတော့ဘယ်လိုကြော်တော့ဒီကွာပြောကြတော့မှတောက်ဆင်းပြီးကြော်တယ်ကြလားစီနဲ့ကြော်တာဟဲ့ဟောသူ့ရွှေမျိုးတွေကြတော့အကုန်အသက်မခံရဘူးလားကဲဟိုကျွတ်တို့ခုံးစုပ်တရားအကြောင်းလေးနည်းနည်းပြောကြအောင်ဆိုခုံးစုပ်တရားကခါပဲလို့နေတုံးပြိဿခါကုန်းတယ်နောက်ဘဝကပြစ္ဆေကဗုဒ္ဓအရှင်တစ်ပါးကိုဒီလိုပဲလို့ခါကုန်းတာလေးကိုသူကပြောင်းလှောင်ပြီးဟန်နဲ့ပြခဲ့လို့ခါကုန်းရတယ်ဒါဖြင့်ကောင်းပြီပညာကြီးတဲ့မိန်းမဖြစ်ပြီးဘာဖြစ်လို့သူ့ကြုံဖြစ်တယ်လဲဘာဖြစ်လို့သူ့ကြုံဖြစ်တယ်လဲလို့ဆိုတော့တငယ်ချင်းဖြစ်တဲ့ဘိက္ခုနီယဟန်မိန်းမတစ်ပါးကိုသူကနေပြီးတော့ခိုင်းခဲ့စေခဲ့မိတဲ့ကံဒါကြောင့်မှတ်ကြနော်အမလီတချို့ကခိုင်းခြင်းပြီဆိုရင်ဘယ်လိုပြောခိုင်းလို့မယုံမသေးတဲ့ဒါလေးလှိုင်းဆောင်ပါမယုံမသေးတဲ့ပြောကြတဲ့ကယိုသေးသေးမှမဟုတ်ပဲမယုံမသေးတဲ့လှမ်းလိုက်စမ်းပါလို့အဲ့ဒါလို့တရားနာပိဋကကြီးသူနဲ့ယင်းနှီးတဲ့တန်ငယ်ချင်းဖြစ်တဲ့ဘိက္ခုနီမကိုခိုင်းခဲ့စေခဲ့မိတဲ့ကံကြောင့်ဟောဘဝ900တရားနာပိဋကကြုံဖြစ်ခဲ့အခုလဲကြုံလာဖြစ်သည်နောက်တရားနာပိဋကကြီးဒီလိုကြုံဖြစ်ရုံနဲ့မကတာမဝရီတို့ရဲ့ထံမှာဘာကြောင့်ဒီကဲ့သို့ပညာဉာဏ်ကြီးမားပါသလဲလို့ဆိုတော့ပြစ္ဆေကဗုဒ္ဓအရှင်မြတ်တို့အားတရားနာပိဋကရွှေလက်ကောက်ကလေးနဲ့သပိတ်ချီလှုပ်လှူခဲ့တဲ့ကုသိုလ်ကြောင့်ဟောတရားနာပိဋကပညာဉာဏ်ကြီးတယ်ဘာလှူခဲ့တုံးပိဋက
ရွှေလက်ကောက်တွေလှူခဲ့လို့ဟဲ့တပိတ်ကောင်းလှူခဲ့လို့အဲ့ဒါကြောင့်မို့လို့ပညာဉာဏ်ကြီးတယ်ဒါကြောင့်တရားနာပရိသတ်ကြီးဒီလိုပညာဉာဏ်ကြီးတဲ့ခုတ်ဆုပ်တရားကြီးသည်ကျွံမလာဖြစ်တာနောက်ဘဝကဝိဘေနောက်ဘဝကကံနေဆိုတာသဘောပေါက်လားပရိသတ်ပရိသတ်အနေနဲ့ကတော့မလွန်းရမဆွေးရလို့သဘောကျကြမှာကြမှာမလွန်းရမဆွေးရတော့လေကျုပ်ကလွန်းတာဆွေးတာကြီးရှောက်ပြောရင်လည်းတရားနာပရိသတ်မိုးလင်းမှုရှိတဲ့ဒီဇတ်ထုတ်ကိုနာယီကြိုက်အောင်မနဲ့ဟောယူရပါတယ်နော်ဒါကြောင့်တရားနာပရိသတ်ကြီးလည်းဒီချိန်ထိအောင်နာတာကိုပဲဘုန်းကြီးကျေနပ်လှပြီပြင်းသလားပရိသတ်ပြင်းပါဦးဗျာမပြင်းပါနဲ့ပြင်းလို့ပြောအောင်လုပ်လဲခင်ဗျားတို့နေအောင်မှာပဲနေမဲ့မဟုတ်လားပရိသတ်ပြင်းပါဗျာနေအောင်မှာဝါဒနာတွေလျှောက်ပြောပြီးမှမဟုတ်လို့မပြီးပေသည်နည်းနည်းတော့ပြောအောင်မယ်ဗျာကြလားကျုပ်ဝါဒနာဒီတချင်းဆိုတဲ့ဝါဒနာကဘယ်လိုမှဖြောက်မရဘူးဖြောက်မရဆိုဝါဒနာကိုပြိဿဂိုင်းနောက်ကဆိုကြည့်စမ်းပါဝါဒနာကတစ်မျိုးဝိဘက်ကတစ်မျိုးမြတ်စွာဘုရားကိုယ်တော်မြတ်သည်ဝါဒနာကိုပယ်တော်မူနိုင်သည်ဝိဘက်ကိုပယ်တော်မမူနိုင်ဖယားဤသားယဟန္တာကြီးများသည်ဝါဒနာရောဝိဘက်ရောနှစ်ပါးစလုံးမပယ်နိုင်ပြင်းဟာမကြီးနဲ့ကျွတ်တို့ရှင်သာရိပုတ္တရာကြီးတကားတယောက်ကသင်္ကန်းသုံးတယ်နဲ့ဆွမ်းကပ်မယ်ဆိုပင့်သွားလမ်းကြတော့လေရေပေးတဲ့နှစ်တောင်တောင်မြောင်းကလေးတွေ့တော့ရှင်သာရိပုတ္တရာကြီးကဖွာကနေခုန်လိုက်ဟောကြည်စမ်းဇံနဲ့ကြွရင်လည်းဖြစ်ကြည်စမ်းအခုတော့ခုံးတာဗျာဆင်းမကြွပဲနဲ့အိန္ဒိယမြောက်တော်ပြီသင်္ကန်းသုံးတဲ့တစ်ထည်လျှော့တာကောင်းနောက်ရေမြောင်းလေးတစ်ခါတွေ့တော့ရှင်သာရိပုတ္တရာဖွာကနေခုန်ပြန်အလုံးပြန်ပြီကြိုက်တော်ပြီတစ်ထည်လျှော့နောက်တစ်ခါတွေ့တဲ့မြောင်းလေးကြတော့ရှင်သာရိပုတ္တရာကမခုံတော့ဘူးဆင်းကြွဟောဗျာဘယ်နေရာကြီးပါလိမ့်ခုံမဲ့ခုံကကုန်မခုံဘူးကျွဲကုန်ပြီဒီချောင်းကြမှာဆင်းတယ်ရှင်ဗျာဘယ်နဲ့ကြောင့်တော့ဗျာအရင်နှမြောင်းခုံပြီဒီမြောင်းကြဘာလို့မခုံတာဘယ်ခုံမလဲကွာတဲ့မင်းငါသင်္ကန်းသုံးတဲ့ကပ်မှာတဲ့ချောင်းတစ်ခါခုံလို့နှစ်ထည်လျှော့ခဲ့ပြီတဲ့ဒီတစ်ခါခုံရင်ကြံတဲ့တစ်ထည်ကုံတော့မှာပေါ့အဲ့ဒီကြမှာကြက်သီးမွေးချင်းထားပြီးငါဝင်းတွေကကြံတာသိသဟာလို့သင်္ကန်းသုံးတယ်လဲပြန်ကပ်ပါတယ်ဆွမ်းလဲကပ်ပါတယ်နောက်ဒီကိစ္စဘုရားရွှေနေတော့ပေါက်ကြတော့မှဘုရားကိုယ်တော်မြတ်ကချစ်သားတော်တဲ့ငါဘုရားဒီဝါဒနာကိုပယ်နိုင်တယ်ဝိပဿနာမပယ်နိုင်ဘူးငါဘုရားဤသားတော်များကြတော့ဝါဒနာရောဝိပဿနာရောနှစ်ပါးစုံမပယ်နိုင်လို့ငါဤသားတော်ကြီးရှင်သာရိပုတ္တရာသည်ဟောနောက်ဘဝကမြောက်ဖြစ်ခဲ့ဘူးတဲ့အထုံဝါဒနာကြောင့်ခုံရှာရာဟေယဟန္တာဖြစ်တဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးတော်မှဝါဒနာမပယ်နိုင်ဘူးဆိုရင်ဖြင့်ကြာနီကံလဲအဲ့သိလောက်တယ်နော်ကျုပ်ဒိဗ္ဗေပြေးတာကြီးသိတယ်မဟုတ်လားသိပါတယ်ဗျာဒါကြောင့်ဝါဒနာကြီးလွန်းလို့ငါညီများနှမများလည်းသတိပေးရပါတယ်တချင်းနဲ့ကြီးမတင်းတင်းကြနဲ့ကွတချင်းဆိုတာအပြင်းပြေတာလှုပ်ပေးတာနိဗ္ဗာန်ရဘူးတစ်စက်မှမပါဘူးဟာငိုချင်းနေဆိုတာတာရှိနာနိုင်အောင်သာဆိုပေးတာနိဗ္ဗာန်ရဘူးတစ်စက်မှမပါဘူးကွငါဝါဒနာပါရဟာမင်းတို့လေပြောပြရမယ်ဆိုရင်မင်းတို့ဓာတ်ပြားသချင်းတွေပါဒီဝါဒနာပါလိုက်ကြတာငါအိတ်နေသလောက်ရှိတယ်တကယ်ပြောတာပါမင်းတို့ကဟိုစာအုပ်ကြီးတွေနဲ့စုတာတို့ကဓာတ်ပြားသချင်းငငယ်တုန်းကဝါဒနာပါလိုက်ပုံတော့ပါဇက်ထဲတဲ့ငါဓာတ်ပြားသချင်းအပုတ်400ကျော်ရမကောင်းတဲ့ဘက်ငါညံတော်သွက်ခဲ့ဘူးတဲ့စာတလောက်ကြိုးစားမယ်ဆိုရင်ပိဋကသုံးပုံအောင်ပြီဘယ်နဲ့ကွာမကောင်းတဲ့ဘက်ချော်တော့ပြီးညံကသွက်နေမှမသိဓာတ်ပြားသချင်းမြတ်3ကလောက်နားထောင်ရင်ရရုတ်ခေတုံးကတော့မမအေးတို့တွန်တေးသိန်းနာတို့မဟုတ်ဘူးပေါ့ကွယ်မောင်မောင်ညုံတို့ဟင်္ဒရာထွင်ရင်တို့မရှိဘူးပေါ့တို့ငငယ်တုန်းကတက္ကသိုလ်မြကြီးတို့မေလှမြကြီးတို့ဒုက္ခတုံးကတက္ကသိုလ်မြကြီးသချင်းများဟိုသချင်းလေးငါဟိုအရလာရှိလုံးစထွက်လာတဲ့သချင်းပါတယ်ရှေးကတေးတောင်မင်္ဂလာရှိလို့နေပြောင်းဗမာတွေမှာလူလာရေးရပြောင်းဆင်းရဲခြင်းလို့ကင်းအောင်လဲအဲ့ဒါငါအဲ့ဒီကစသဘောကြတဲ့တက္ကသိုလ်မြကြီးသချင်းနေဆိုကုန်ရော
ဒါလောက်ဝါသနာကြီးခဲ့တာကွမလေးဒီထက်ဂီတခင်ပြူတဲ့ငါညတိုင်ပြင်းရင်အဲ့ဒါလေးညီးညီးအိတ်တော်ပါပြီကိုင်းဒါလောက်တယ်နောက်မေလမြိုင်သချင်းကြတော့ငါအကုန်ရမေလမြိုင်သချင်းဘယ်ရစသဘောကြတော့ဆိုစိမ့်လက်ကန်သာဆိုတဲ့သချင်းတို့ငငယ်တို့ကဒီထဲလူလပိုင်းနေတော့သိမှာပါကျွတ်တို့အသက်အရွယ်လောက်အတန်သွားလေးကောင်းလုံးဗါတဲ့ထမင်းအသက်9ရက်ပါရေအသက်ဟာတမနဲ့ဆိုပေတာဒီစကားကိုတွေးရင်ပြင်းပြင်းမနေဝင်ထောက်ခံပါဟုတ်မှန်လှသောရေလှူခြင်းအကျိုး10ပါးတကယ်ပွားပါတယ်တော့ဟေးဟာတလုံးနဲ့ချောင်းတာနဲ့တူအဲ့ဒီကစသဘောကြတာအမလေးမန္တလေးကျွတ်တို့ကျုံနှဘေးမှာမေလှမြိုင်တို့အစိုးရပြဿဌာနကရောက်လာကြတယ်ရန်နိုင်စိန်တို့ဝေသာလီမောင်ဖုံးတို့ပါလာကြတယ်ကိုအဲ့ဒါကမြင်းညောထတယ်မထတယ်မပြောနဲ့ပြဿခုံနောက်ကနေတက်တော့တစ်တာပေါ်ပစိုးခင်းပြီးဦးစင်တစ်ပါးနဲ့တက်သွားဘာကိစ္စတော့ကျွတ်တို့မေလှမြိုင်တွေ့ကြလို့ပါဒါနဲ့ဟိုကမေလမြိုင်ခေါ်ပေးတော့မေလမြိုင်လာရှစ်ခိုးဘာကိစ္စတုံးဗျာတဲ့အော်ဒီလိုပါလို့ကျွတ်တို့ခမရစကားပြောခြင်းလို့ဆိုကလမမျက်လုံးပြူသွားတယ်အခုတော့သေချာပါပြီဒါနဲ့တရားနာပိဋကဒီလိုပါလို့ကျွတ်တို့ပြောခြင်းတာခမရသချင်းနေဆိုသိသဘောကျတယ်လို့ဟိုကျွတ်တို့လက်စွမ်းပြခြင်းဆိုတဲ့သချင်းလေးကိုရက်ကန်းစင်နဲ့ထွက်ဆိုးပြစမ်းပါလို့ခိုင်းရောဘုရားတဲ့ရက်ကန်းစင်နဲ့ပြတ်တော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့အရှင်ဘုရားတို့နားထောင်ရင်ရက်ကန်းစင်မပါတော့လဲဆိုပြပါမယ်တဲ့အရှင်ဘုရားတို့ဩဝါဒအတိုင်းပေါ့တဲ့အဲဒီကကမြင်းညောထားတာသူကဩဝါဒလုပ်လိုက်တော့၅ပါးကိုမှောက်ရောဒီတော့ဆိုတယ်ပြိဿကျွတ်တို့ပင်မလိုက်မှထင်တယ်မေလှမ်းမြပင်မမှုတချို့လည်းပဲကျုပ်တရားဟောတာကိုတရားတိတ်ခွေနားထောင်ရတော့ကိုတော်ကြီးကြည်ရကွာလက်မြောက်ချေမြောက်နဲ့လေပင်ညောထောင်အောင်ဒေါင်းတီမောင်းတီနေမှာပါဒီလိုထင်လို့ကျုပ်တရားဝဲတောင်လာကြည့်ကြတယ်တချို့လာကြည့်တယ်ကျွတ်တို့ကဇပွဲပေါ်မျက်နှာချပြီးဟောင်းပြီးတဲ့အချိန်ကစပြီးခြေတောင်ချောင်းလို့လှုပ်တာပဲရှိတယ်လက်မြောက်ခြေမြောက်မရှိပါဘူးပြိဿဒါကြောင့်လေဟောမေလှမ်းမြိုင်ဟိုမှာဆိုပုံလေးဇက်ကလေးငှဲ့ကစောင်းတာနဲ့ခြေစင်းကလေးနဲ့ပြိဿနည်းနည်းပြောပြရအောင်နားထောင်ကြည့်အောင်မလားဟေးသင်္ကန်းဝတ်ကြီးနဲ့မတော်ပါဘူးဖះရှောက်မလားလို့ဟိုငါတို့မှားခဲ့ပုံတွေကိုပြောနေတာဟဲ့ဒါတွေဟာကျေးဇူးမရှိဘူးဆိုတာသိစေခြင်းလို့ငါပြောနေငါဟာအဲ့ဒီဘက်ကိုအယံကြီးကြိုင်လို့အဲ့ဒီဘက်ကိုဝါဒနာအလျောက်လိုက်သွားမယ်ဆိုရင်ငါတရားဘုန်းကြီးမဖြစ်ဘူးနားထောင်ဟဲ့ခြေစင်းလေးနဲ့နေဝင်ရောထီရစဘုရားမီရှင်မြောင်ထီရစဘယ်လမ်းမှမထွက်ပေါရှင်ဒီအစမောင်ရင်ငယ်ကြိုက်နဲ့လိုက်မဲ့အစင်တင်မဲ့အစင်ဒါအတွဲမှန်မဟာကွယ်ဆောင်ရွာအထွယ်လောင်းဒီအစဒီအစနဲ့တော်ပြီကုံတော့မှာငါအဲ့ဒါလို့ဝါဒနာကြီးတာမေလက်မြိုင်အတန်နဲ့ငါတို့တကယ်တူအောင်ဆိုခဲ့တာဟိအခုတော့နည်းနည်းအသက်ကကြီးတော့အတန်ကလည်းကြီးသွားလို့ကြလားအတန်ကလည်းကြီးတာလည်းမပြောနဲ့တချို့ကကြံဒီကန်ဆရာတော့တိတ်ခွေနားထောင်လိုက်တော့50ကျော်60ထင်တာတဲ့မလုပ်ပါနဲ့သေမင်းကြသွားပါ45နှစ်ပါကွင်းဦးလောက်ရှိပါသေးဒါပကြီးလှတာချင်းစာတော့တို့ကဝင်းဦးတဲ့သားပါတယ်ကောင်းမော်ကြီးပြောင်းလို့ဟာပြောင်းမှရှင်းမှလှတာပဲဒီတော့တရားနာပရိသတ်ရေဝါဒနာအဲ့ဒါကျုပ်ကဆောင်းနှင်းများဆိုရင်ဟောဆွန်းစားပြီးတရေတမော့အိတ်တာလေဒီတိုင်းမအိတ်ဘူးကျုပ်ကစောင်းလိတ်လေးခြေရင်ချပြီးတချင်းတစ်ပုတ်လောက်ညီးပြီးမှအိတ်တနေ့တော့ကျုပ်ကတချင်းကြီးတဲ့ဘုန်းကြီးကခြေရင်ရောက်တကယ်ဆိုအတန်ပေးပါလားဗျာမပေးဘူးဗျာဘုန်းကြီးကလည်းဆုံးအောင်နားထားအဲ့ဒါတရားနာပရိသတ်ရေကျုပ်ဘာသချင်းတုံးဆိုမေလှမ်းမြိုင်သချင်းမှာပဲဆောင်းအမိဆိုတဲ့သချင်းလေးဆောင်းတွင်ပေါ့မျက်စိလေးမှိတ်ဆိုတဲ့ခြေရင်ဘုန်းကြီးရောက်တာမသိဘူးဗါတဲ့မြောင်လေအပြောင်းဟေမောင်းဆောင်းရသည်
ငွေရင်ငွေနှင်းကလေးတွေဖြောင်းပန်းနေတော့ဒီအမငါရှက်နဲ့ဆိုနေရတာအေးလေရှက်တဲ့မျက်နှာကြီးလည်းမီးရောင်နဲ့အားရအောင်ကြည့်သွားပါတယ်မြောက်လေအပြောင်းဖေမောင်းဆောင်းရသည်ငွေရင်ငွေနှင်းကလေးတွေဖြောင်းပန်းနေတော့သည်တယောက်မေအထောင်းမောင်အမြောင်ဆောင်းအမီလာစေခြင်းလုံးလို့သာခွန်းစင်းငါတေးစီရွှေရွှေကြီးလေးအာနိတန်တူနဲ့အပါတကူဘိသိရဲ့အဲ့ဒါဘုန်းကြီးကသချင်းပြီးအောင်နားထောင်သချင်းလဲပြီးရောတရားနာပြေးသားစောင်းချုံမလို့ငုတ်တုတ်ထိုင်းတဲ့ဘုန်းကြီးရဲ့မျက်နှာချင်းဟာဘုန်းကြီးဟာပြောကောင်းမလဲဘုန်းကြီးကဂမြင်းမသားတယ်အတက်ကောင်းတွေတက်အေးစောင်းကောင်းမှုချုံပြီးဖွင့်တော့ဘူးဒါကြောင့်ဝါဒနာဟေးဝါဒနာတွေများလျှောက်ပြောလို့ပါဇက်ကြီးဟာပြီးရင်ကြီးဥလောက်အောင်ရည်စရာနဲ့တချင်းဆိုလို့တော့ငါကနေရောညာရောဆက်ဆိုကုန်တဲ့ဘုန်းကြီးမဟုတ်ပါဘူးဒါပေမဲ့လို့လည်းငတ်ညီများနှမများဒါတွေဟာကျေးဇူးမရှိပါဘူးလို့ဒါကြောင့်လျှော့တဲ့လောက်လျှော့ညီငယ်နှမငယ်တို့အတွက်သာတို့အပြင်းပြေထဲ့ပြောရတော့လည်းပဲတော်လောက်ပြီနဲ့တူတယ်နိုင်ပြန်တစ်ချက်ခွဲတော့မကုတ်ကဇွတ်ထိုင်တော့ဘယ်နဲ့ဟာတွေမှလည်းမသိဘူးတကဘာလုံးမှမြတ်တာချမ်းသာကိုစိတ်မြဲပါစေအားလုံးယနေ့နဲ့ကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တခေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလျင်ခြေရင်နဲ့ဖုံမုံစိတ်တွေပြစ်ပြသီးသီးတော်မိမိတို့အင်္ဂါဌာနသို့နိဝတ္တန်တို့သီးခရွေးသာပြန်ကြပေတော့နိဝတ္တန်တို့မေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောချစ်သာဆွေကလျောင်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း